မိုးချိုဝိဇ္ဇာနာပုံရဲ့အထက်လောကမှာတော့ပုံရိပ်ရောင်ရင်းစစ်ကျင့်ကြံသူပါဝင်ဒုသုံးယောက်ကလေရွမ်းနောက်ကိုလိုက်လံတိုက်ခိုက်နေကြပါတယ်။သူတို့တွေကသခင်လေးကတော့ရောင်းအိမ်တော်ရောင်းတော်ဖြစ်ပြီးအထက်ပုံတန်းလန်းချင်းပြေဝဆင့်မှရှိနေသူဖြစ်ပါတယ်။ဝမ်းလင်ကခွဲပေးလိုက်တဲ့ဓာကိုချောင်းကိုသူ့ဝမ်းဝဲညီမဖြစ်သူကလိုချင်နေတာမို့လေရွမ်းစီကလိုက်လံလူရနေတာဖြစ်ပါတယ်။လေရွမ်းနဲ့စိတ်မိထားတဲ့အပြင်73ရက်ကြာအောင်မရမနာသူတို့လက်ထက်ကပြေးထားရပြီဖြစ်လို့အင်အားကုန်ခန်းနေပြီဖြစ်ပါတယ်။ဆက်ပြီးလည်းမပြေးနိုင်တော့တာမို့အသေးကြီးတိုက်ဖို့ကိုရွေးချယ်ရပါတယ်။ပစ္စည်းကိုလိုချင်နေဆိုလူရက်လို့ရပေမဲ့လူကိုပါဒီလောက်ထိစော်ကားထားတာမို့လေရွမ်းနဲ့ရှိသမျှအင်အားသုံးပြီးပြေးတာတိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းပုံရိပ်ရောင်ရင်းစင်ဆောက်ရှောက်သူပါနေတာဖြစ်လို့အရှိနီးဖြစ်နေပါတယ်။နှလုံးသားမင်းချက်နဲ့တိုက်ခိုက်တော့လေထူးဆန်းတဲ့ရတနာတစ်ခုနဲ့ခုခံလိုက်တာမို့လေရွမ်းမဲ့တံမြတိုက်ခိုက်ခံလိုက်ရပါတယ်။သူစီဆုံးရမယ့်ချိန်မှာတော့ဝမ်းလင်ကိုနှလုံးသားမင်းချက်လက်ဆင့်မကမ်းပေးနိုင်တော့တာမို့စိတ်မကောင်းဖြစ်နေပါတယ်။လဲကျနေတဲ့လေရွမ်းကိုနင်းရှိထားပြီးတတ်တော့မဲ့ချိန်မှာနှင်းမွေးချက်တွေနဲ့တူအရာအလုံးခဲကုန်ပြီးရောင်းလုံးလဲတည်ဆုံးသွားပါတယ်။ဒါကူညီပေးတဲ့သူကဝမ်းလင်ဖြစ်နေပြီးအခမ်းအနားထဲတဲ့ရန်စင်ကိုရောက်နေပြီဖြစ်ပါတယ်။ပြီးမှလည်းဝမ်းလင်ကိုမြင်တော့သူ့အတွက်ပုံရိပ်ရောင်ရင်းစင်လူကိုတက်ပေးဖို့တောင်းဆိုတဲ့အခါဝမ်းခွင့်ညီမဖြစ်သူကိုအရင်တက်ပေးလိုက်ပြီးရင်းစင်ဘိုးတော်ကိုတိုက်ပါတယ်။ဘိုးတော်ကထပ်ပြီးဖို့လုပ်တဲ့အခါဝမ်းလင်ကရှုံတော်ထားလိုက်ပြီးလေရွမ်းနောက်ကိုလိုက်နေတာဗနေရရှိပြီလဲလို့မေးပါတယ်။73ရက်ရှိပါပြီလို့ပြန်ဖြေလိုက်တော့တရက်ကိုခန္ဓာစိတ်ပိုင်းတစ်ခုနှုံးနဲ့ရင်းစင်ဘိုးတော်ရဲ့လက်ရှိတွေကိုတစ်ခုချင်းဖြတ်တော့ပြီးရဆက်သွားလက်စားရှိပေးလိုက်ပါတယ်။ဝိညာဉ်ဖြစ်သွားတဲ့ဘိုးတော်လည်းရောင်မျိုးနဲ့စုကလူကိုတတ်မိလို့ပြန်ပြီးတက်ခံရမယ်ပြောတဲ့အခါဝိညာဉ်သားထထောင်လန်တွေကနေရောင်မျိုးနဲ့စုရဲ့သွေးမျိုးဆက်ကိုထုတ်ပြလိုက်ပါတယ်။တိုက်ပွဲပြီးတော့လေရွမ်းကိုခွင့်ရေးတစ်ခုပေးလိုက်ပြီးပုံရိပ်ရောင်ရင်းစစ်ကိုထိုးပေါက်နိုင်မှုကူညီပေးပါတယ်။လေရွမ်းကပါရမီမပြည့်မီလို့အစင်မထုံးပေါက်နိုင်သေးတာမဟုတ်ပဲကြော်တဲ့သိကြောင့်မူလဆွမ်းရည်ရောင်းနေနေတာဖြစ်ပါတယ်။ဒီနေ့မူလဆွမ်းရည်နေဖြည့်ပေးလိုက်မယ်ဆိုထိုးပေါက်နိုင်မယ်လို့ဝမ်းလင်ကယုံကြည်ထားပါတယ်။လေရွမ်းကျင်းကျန်နေတဲ့နေရာကိုတော့ဝမ်းလင်ကတောင်ကာကွယ်စီရင်တစ်ခုရှာပေးထားလိုက်ပါတယ်။အစီရင်ကိုရှာနေရင်ခန္ဓာထေတဲ့ရန်စင်းရလှုပ်ဆောင်နိုင်တဲ့တွေကိုပို့ပြီးသိလာတဲ့ပြင်ဝိဆန္ဒပိုင်းစားတစ်ခုကိုလည်းရတနာဖြစ်တတ်စင်လိုက်နိုင်ခဲ့ပါတယ်။ဝါကိုအားတင်းထားဖို့ပြောရင်သုံးလင်းကြိုးကိုတေချာပေါက်သွားမှာဖြစ်လို့မင်းကိုနှုတ်ထားစေမဲ့အခွင့်အရေးလေးတစ်ခုရှိမယ်ဆိုရင်တော့ငါလုံးဝလက်လျှော့မှာမဟုတ်ဘူးလို့ပြောနေပါတယ်။သုံးလင်းကြိုးကိုမသွားခင်လုံလောက်တဲ့ဝိဇ္ဇာနဲ့ရတနာတွေကိုကြိုတင်ပြင်ဆင်ပါတယ်။ဝိဇ္ဇာနဲ့ပုံတွေကဓာကိုချောင်းနဲ့တူရလာခဲ့တဲ့အယိုးကောင်းတွေကအချိန်တော်တော်များများစူးစမ်းခဲ့တာတော့နတ်သီးစိတ်ထည့်သွင်းလို့မရသေးတာမို့ဝမ်းလည်နားမလည်ဖြစ်နေပါတယ်။ဓာကိုချောင်းနဲ့တူရခဲ့တာဖြစ်လို့ချင်းချင်းချိတ်ဆက်မှုတွေရှိနေနိုင်တာမို့စမ်းကြည့်လိုက်တဲ့အခါပစ္စည်းတစ်ခုကတကယ်လေးချိတ်ဆက်မှုတွေရှိနေတာကိုတွေ့ရပါတယ်။နတ်သီးစိတ်နဲ့ဓာကိုတဲတဲဝင်လိုက်တဲ့အခါကြည်လင်နေတဲ့သလင်းကြောက်တွေနဲ့တူတာမစ်ချက်တစ်ခုရှာလာတာကိုတွေ့လိုက်ရပါတယ်။ဝမ်းလင်ကလိလာနေတော့မှပဲမှန်ချက်တွေရဲ့ပုံရိပ်တွေကနေစတဲ့တိုက်ခိုက်လာပါတယ်။တိုက်ခိုက်မှုကရပ်ဘတ်စုံကဖြစ်လို့ဝမ်းလင်လည်းရှောင်းတင်းနေရပါတယ်။အစီရင်ကိုဖျက်ဆီးဖို့ဆိုအစီရင်ရဲ့ဘိုးကိုရှာဖို့လိုတာမို့ရှောင်းတင်းရင်းလိုက်ရှာပါတယ်။ခဏကြာတော့ဘိုးကိုတွေးလိုက်ပြီးမို့တိုက်ခိုက်လိုက်ချိန်မှာအစီရင်ကမပြတ်သွားတဲ့ပြင်တစ်ခုကနေရှစ်ခုထိကွဲထွက်လာပါတယ်။အစီရင်တွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာမလို့နတ်သီးစိတ်ကိုခနှိမ့်ကျင်နေဆိုတစ်ချိန်တည်းမှာပဲစီရင်တွေအားလုံးကိုဖျက်ဆီးပေးရမှာဖြစ်ပါတယ်။ဝမ်းလင်လည်းတစ်ချက်တည်းနဲ့ပျက်စီးပြီးနောက်မှာတော့နတ်သီးစိတ်ကိုခနှိမ့်နိုင်ခဲ့ပါတယ်။တာရဲယူကောင်းတွေကိုတက်တင်ပြီးနောက်တော့အရင်ကရှင်းအောင်နဲ့ဖျားနဲ့တိုက်ခတ်ပြီးထိခိုက်မှုတွေရှိတတ်ပေမဲ့အခုလက်ရှိဝမ်းလင်ရဲ့အဆင့်မှာတော့အားကောင်းဆုံးမော်လနဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့တိုက်ပွဲမှာရလာတဲ့တူလောင်အိတ်တွေဖွင့်ကြည့်တဲ့အခါရောင်မျိုးနယ်ရဲ့ဆာရက်တရက်ကိုတွေးလိုက်ရတာမို့အရင်တစ်ခါရှီဖုံးဟန်ရှိကရခဲ့တာနဲ့တူညီနေတာကိုသိလိုက်ရပါတယ်။ဆာရက်တွေမှာမူလစွမ်းရည်လှုပ်ရှားမှုတွေတွေ့ရတာမလို့ထူးခြားတဲ့မော်လနဲ့တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုဝမ်းလင်သိလိုက်ပါတယ်။အခုတော့ဘလို့သုံးပြရမယ်ဆိုတာမသိသေးတာမို့သိထားလိုက်ပါတယ်။ရင်းစစ်ဖိုးကြီးရဲ့တူလောင်အိတ်ထဲမှာတော့စုဆောင်းပစ္စည်းအဆောင်တစ်ခုကိုတွေ့လိုက်ရပြီးဖိုးကြီးမသေးခင်မှာဝိဇ္ဇာနဲ့အတက်တစ်ခုရသွားတဲ့ဆိုတာကိုသိလိုက်ပါတယ်။ဒီဆောင်ကမူချိုဝိဇ္ဇာနဲ့အေကတဲ့ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်လို့မရေမတက်နိုင်တဲ့ဝိဇ္ဇာနဲ့တက်တွေရှိနေခဲ့ပါတယ်။အခုတော့ချင်းရောက်မျိုးနွယ်စုကြီး၄ခုကဒီနေရာကိုပူပေါင်းရှိတ်ပိတ်ခဲ့ပြီးသူတို့သွေးမျိုးဆက်ပါတဲ့သူတွေသာဝင်ခဲ့ရတော့တာဖြစ်ပါတယ်။ရောင်မီတရားသူကလည်းသူတို့တွေကတစ်ခုဖြစ်ပါတယ်။ဒီကပြန်လည်နှုတ်ထလာပြီးဖြစ်လို့ဝမ်းလင်နဲ့စကားပြောကြတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကမူလဆောင်ရဲ့အများပြားကိုမဆုပ်ယူနိုင်သေးတာမို့ပုံရိပ်ရောင်ရင်းစစ်ကိုမထိုးထောက်နိုင်ဖြစ်နေပါတယ်။ဝမ်းလင်ကတော့အားပေးလိုက်ပြီးအားလုံးကိုဆုပ်ယူပြီးတဲ့အခါပုံရိပ်ရောင်ရင်းစစ်ကိုထိုးပေါက်နိုင်ပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြောင့်တဲ့သူတူလောင်ရီ၃ခုကိုလီရွမ်းကိုပေးလိုက်ပြီးဝိဆာနဲ့ကြောင်စင်းတွေကိုပါပေးလိုက်ပါတယ်။လီရွမ်းနဲ့တာမစ်ချက်တွေကိုဖောက်နိုင်တဲ့ကျင်းမုံတစ်ခုကိုဝမ်းလင်ကိုပြန်ပေးလိုက်ပါတယ်။နောက်ပိုင်းတာမစ်ချက်ကိုအလေးအမြတ်ဖောက်ဖို့လိုတဲ့အခါဒီပစ္စည်းကိုအသုံးပြုနိုင်ပါတယ်။ဝမ်းလင်ကစုဆောင်းပစ္စည်းဆောင်လို့ခေါ်တဲ့နေရာကိုသွားပြီးဝိဇ္ဇာနဲ့တက်ကိုယူမှဖြစ်လို့လီယွမ်းကိုတူသွားဖို့ခေါ်တဲ့အခါလီယွမ်းနဲ့သဘောတူပြီးလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ရင်းရှမ်းအိမ်တော်ကိုရောက်တဲ့အခါအပျက်စီးတွေများပြားနဲ့တော်တော်လေးပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။စုဆောင်းဆောင်ကိုမရောက်ခင်လမ်းခရီးမှာရှေ့ရောက်ဝင်နေတဲ့မြေတစ်ခုရှိသေးတာမလို့လီယွမ်းကဝင်ရုံမလာမိတဲ့အခါဝမ်းလင်လည်းသွားဖို့တန်းနဲ့ထင်ရင်သွားဖို့ပြောပါတယ်။နေရာကိုရောက်တော့ဝမ်းလင်လည်းအရင်ကဝိဇ္ဇာနဲ့ဒီနေရာမှာလဲလှယ်လောက်ကြတယ်ဆိုတာကိုသိလိုက်ပါတယ်။လီယွမ်းလည်းကြီးဆုံးဆိုင်ရှိရာစီကိုခေါ်လာခဲ့ပြီးအရာတစ်ခုကိုခန်းစားမိတဲ့အခါအမှတ်သားတစ်ခုပေးလိုက်ပြီးဝမ်းလင်ကိုတက်ခတ်မှုတစ်ခုလုပ်ခိုင်းပါတယ်။အပျက်စီးတွေပဲသွားတဲ့အောက်မှာတော့တားမြစ်စီရင်တစ်ခုရှိနေပြီးကြာနေပြီဖြစ်လို့ဝိဇ္ဇာနဲ့ဆွမ်းခါလျှောက်ကပျက်စီးနေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းလီရင်တော်ရဲ့တားမြစ်တက်ကပျက်စီးနေတဲ့စီရင်တွေကိုတောင်ပြန်တက်သွင်းနိုင်တာမို့လီယွမ်းကစီရင်ကိုပြန်ပြီးတက်သွင်းဖို့ကြိုးစားပါတယ်။ကျွမ်းကျင်တဲ့လီယွမ်းရဲ့တားမြစ်တက်တွေလည်းပဲတခဏတွဲမှာစီရင်ပြန်တက်ဝင်လာခဲ့ပါတယ်။လှုပ်ရှားမှုကပြင်းထန်လုံးလာမလို့ဝမ်းလည်းတခြားသူတွေတတိထားမိမယ်ဆိုတာကိုသိပါတယ်။အစီအနဲ့ဝင်ဖို့ဆိုအလင်းနဲ့ပြောက်သွားမှရမှာဖြစ်လို့အကာရန်တစ်ခုချထားလိုက်ပြီးစောင့်နေလိုက်ပါတယ်။
အမွှေးနှစ်တိုင်သာကုံဆုံးပြီးတဲ့အခါမှာတော့အစီရင်လဲပွင့်လာပြီးဖြစ်လို့ဝင်းနှောက်မှုဆဲဆဲမှာတိုက်ခတ်မှုတစ်ခုကြားရောက်လာပါတယ်။တိုက်ခိုက်လာသူကတော့ထိုင်ရရင်ထိုင်တော်ရဲ့ပွင့်ရောင်ရင်ဆင်းရှိနေသူဖြစ်ပါတယ်။ဝမ်းလည်းလီယွန်းကိုရင်ဝင်ခန်းလိုက်ပြီးဒီလိုကိုတော့သူ့လက်အထားဖို့ပြောလိုက်ပါတယ်။ထိုင်ကလူလည်းအတူဝင်ရောက်စူးစမ်းကြမာတယ်လို့ပြောတဲ့အခါဝမ်းလည်းမင်းစစ်မပြီးသေးဘူးလို့ပြောပြီးတိုက်ခိုက်လိုက်ပါတယ်။တခြားတဲ့နဲ့အရှိုက်ထိသွားတဲ့ထိုင်တော်ကလူလည်းနှောက်ယှက်မိပြီလို့ပြောပြီးထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့လည်းဝမ်းလင်ကတော့သူပြောထားတဲ့စကားအတိုင်းဝင်လာတဲ့သူသေးရမှာမို့အသေးသက်မှာဖြစ်ပါတယ်။ထိုင်ရရင်လည်းထွက်ပြေးဖို့ကြိုးစားပေမဲ့ဝမ်းလင်လက်ထက်ကမလွတ်မြောက်နိုင်ပေတေဆုံးရတော့မယ့်အချိန်မှာသူ့ကိုတက်ပြီးရင်မင်းမတခါတည်းမြုပ်နှံခံရမယ်ဆိုတဲ့အတန်နဲ့သူ့ကိုဖြစ်သူရောက်လာပါတယ်။သူ့ကိုအမိန်ပေးတာဆိုလုံးလုံးမကြိုက်တဲ့ဝမ်းလင်လည်းထိုင်တော်ကလူရဲ့ခေါင်းကိုချိန်မပြီးဆုံးသက်ပေးလိုက်ပါတယ်။သူ့ကိုနဲ့သူရောက်လာတဲ့သူတွေကတယောက်ကသူတို့ထိုင်တော်ကလူကိုတရဲတယ်လို့လေကြီးလေကျယ်တွေပြောနေတဲ့အခါခိုင်းတထောင်အတွင်းဝင်လာသူတရက်မယ်လို့တင်းငိမ်စွာပြန်ပြောလိုက်ပါတယ်။ဒါကိုတော့ရေကဲမသိသေးပဲရှစ်တက်လာတော့တပ်ဖြတ်ချင်းကြည့်နေတဲ့ခဏလေးခေါ်လိုက်ပြီးတခဏတွင်မှပဲတပ်ပေးလိုက်ပါတယ်။စိတ်ကောင်းလေးရှိနေတဲ့ဝမ်းလင်လည်းအလောင်းကိုတော့ကောင်းတိုင်းရှက်ပေးမယ်ပြောတဲ့အခါထိုင်ရရင်ရဲ့အခုဖြစ်သူလည်းနမီလေးသိပြရစီလို့တောင်းဆိုတာမို့ရွှေမှုလို့ပြန်ပြောပေးခဲ့ပါတယ်။ဒါကတော့အမရတဘာကြီးကိုပိုင်လန်းစဉ်အပိုင်း150နှစ်ဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။